ဒီမှာနံပါတ်25ကနေ29ထိကကြတော့ထောင်ချင်းမွန်ဂီစာရဲ့ကျေကိုပေးထားတဲ့သတင်းခေါင်းစဉ်ပေါ့နော်သတင်းခေါင်းစဉ်နဲ့အလိုက်ဖတ်ဆုံးရှင်းပြချက်ကိုရွေးပေးရမယ်။တွေ့နံပါတ်영밀 미세먼지 기준 영밀가 자요 내신 예산 내တိုင်း미세먼지 다 띠비다 포모포마이 기생가 자요 또냐라이 냐ပြ来ပြင်းထန်ဆိုးရွားလာဒါမျိုးသုံးလို့ရတယ်ပေါ့နော်ဆိုတော့ဒီ포모포마이가 내신 예산ဆိုးရွားလာတယ်နေတိုင်းအဆက်မပြတ်များပြလာတယ်ဆိုးရွားလာတယ်전통시장 상인 울상ဒီရိုးရာဈေးတွေရဲ့상인ဆိုတာကုန်တယ်တွေ울상ဆိုတာငိုမဲမဲမျက်နှာနဲ့ငိုကြတယ်ပေါ့နော်ဆိုတော့ကုန်တယ်တွေငိုကြတယ်တဲ့ဒါမျိုးပြောထားတယ်ပေါ့နော်ကုန်တယ်တွေငိုရဆိုတော့ဘာပြောမှာလဲဈေးရောက်မကောင်းလို့ငိုတာပေါ့နော်ဆိုတော့ဒီဈေးတွေထဲမှာရှိတဲ့ကုန်တယ်တွေငိုကြတယ်ဆိုတော့ဒီဘောက်ကိုဆိုရှင်အရှိမလည်းပြောခဲ့တယ်တစ်ခုချင်းစီတိုက်ပြီးတော့ဖြည့်မယ်ပေါ့နော်တစ်ခုချင်းစီတိုက်ကြည့်ကြအောင်ဒီမှာနံပါတ်1နံပါတ်1မှာဆိုရင်미세먼지가 포모포마리가 미세먼지가ဒီနေရာမှာ 미세먼지 ဟုတ်ပြီဆိုတော့ 계속 심해져서 셋다이 빈탄나리 တော့ဒီမှာနေတိုင်း연밀 기준နေတိုင်း빈탄나리ဆိုတော့ 계속 심해져서 မတူနေဘူးလားတူရနော်ဒီထိတူနေပြီပြီးခါကျရင် 전통시장에 이 포모포마리가နေတိုင်းများပြား 빈탄나ပြီးတော့ 전통시장에 요야지리의 전통시장 상자가 잘 안 된다. 아야왜 막강고 상자디 아야왜 상자가 잘 안 된다. 아야왜 막강고 소리 상인 울상 꽁대리 모자라니 아디베 뚜니구라 꽁대리 바로 몰라 아야왜 막강고 몰라니 저 디마솔로히 듣고 진이 따지라면 솔루션에 미세먼지리가 세다이 도냐라에 미세먼지리가 연일 기준 내신에서 도냐니에 가장 모두 전통시장에 디 상인리 꽁대리 모자리 전통시장에 제양မကောင်းဘူးဒါဆိုလို့ရှိရင်ဂျုံတပ်တီ1ဒီလိုပုံစံမျိုးလေးတွေ့တာကိုရွေးပေးရမယ်ပေါ့နော်ဆိုတော့ကိုကမသိကြသေးကိုမယုံသေးဘူးဆိုလို့ရှိရင်အောက်ကအဖြေကိုဆက်ဖတ်ကြည့်ဒါဆိုလို့ရှိရင်အောက်ကအဖြေမှာတခုမှမဟုတ်ဘူးဆိုရင်ဒါနံပါတ်1ကသိကြရဲပေါ့ဆိုတော့ဒီ미세먼지တွေကတိုက်လိုက်နော်본격적으로 시작되자 본격적으로 자가 디자인 면만에အတည်တမ်းပေါ့နော်စတင်လာပြီးတော့တဲ့ဒီ 전통시장 요야지리에 문을 닫고 있다. 다 빼이타에서 사인 빼이타에 거죠. 사인 빼이타에 잡아. 아니에요. 못 봐고. 너 꽁대리 물에 줘야 되거든. 사인 빼이타에 줘야 되게. 뭐하고 줘야 맞는데 뭐하고. 미세먼지가 리퍼머 공아리가 점점 심해지면서 피비네 냐자라비로 빈타라비로 전통시장 상인들이 이 전통시장의 상인들 전통시장과 제대로가 화가 나 있다. 도다리 편이자예요. 화가 나 있다네 상인 울상 무맨맨이라서 화가 나 있다네 허과를မဟုတ်တော့ဘူးเนาะဒေါသထွက်တာမဟုတ်ဘူးဆိုရင်နံပါတ်3လည်းမဟုတ်တော့ဘူးနံပါတ်4 미세먼지가 날마다 이어지면서 이 포모포마리가နေတိုင်း이어지다ဆိုရင်ဇက်တိုက်ဖြစ်ပေါ်ပြောရင် 포모들이 နေတိုင်းအရင်များပြားနေလို့ပေါ့เนาะ 전통시장에 이 전통시장에 손님이 이 전통시장မှာ 손님이 몰려들고 있다. 애들이 아미하지 수봉을 알죠. 상인 울상무를 하이 꽁대리 무매매면 앞이네. 애들이 아미하지 수봉을 가자르시 제양의 제들이 무매매면 앞에 바른 앞변이잖아고 뭐 하고라 셔디마서인 손님이 몰려들고 있다. 소리 다지래 뭐 하고도 보나 셔 정답 띠띠자가 1번 피바이 뭐